သူ့မှာထူးခြားချက်တစ်ခုရှိတယ်အဲ့ဒါကတော့ညဘက်ရောက်တိုင်းသူ့ရဲ့သွားတွေကတောရိုင်းတိရစ္ဆာန်တွေလိုအဆက်မပြတ်ရှည်ထွက်လာတတ်တာပဲဘလောက်ပဲညှက်ထုတ်ပြနောက်တစ်နေ့ကျရင်အလိုလိုပြန်ရှည်လာတာဒီလိုဝက်ချက်ကိုလူတွေမသိစေချင်တာနဲ့သူကညှက်ထားတဲ့သွားတွေကိုအမှုန့်ကျိတ်ပြီးအိမ်နောက်ဖေးကကြောက်တုံးကြီးအောက်မှာတော်မြုပ်ပြစ်လေးရှိတယ်ဒါပေမဲ့မထင်မှတ်ထားတာတစ်ခုဖြစ်လာတယ်နောက်တစ်နေ့မနက်လဲကြာရောအဲ့ဒီကြောက်တုံးနားမှာတောယုံသုံးကောင်ခေါင်းနဲ့စောင့်ပြီးတည်နေတာကိုသွားတွေ့ရရောသူလဲတော်တော်အံ့ဩသွားပြီးဒီသွားအမှုန့်တွေကတရဝါတွေကိုဆွဲဆောင်နိုင်တဲ့အစွမ်းရှိတာနေမှဆိုပြီးရိပ်မိသွားတယ်ဒီလိုနဲ့သူကသွားမှုန့်တွေကိုယူပြီးတောထဲမှာ16ဆင်ဖို့ပြင်တော့တာပေါ့သူဖမ်းကျင်တဲ့မြေခွေးနီဆိုတာကအနံ့ခံအရန်တော်တဲ့ကောင်ဒါကြောင့်သူ့ခြေရလက်ရတွေကိုလုံးဝမကြံအောင်ဖျက်ရတယ်တောရိုင်းတိရစ္ဆာန်တွေရဲ့တဘာဝကဘေးကင်းပြီးကျင်းမြောင်းတဲ့လမ်းကြောင်းတွေကနေပဲအစာရှာတတ်တာကိုသူကမြေခွေးဝင်ပေါက်ကလွှဲရင်ဘေးပတ်လဲကိုအကုန်ပိတ်ဆို့ပစ်လိုက်တယ်အဲ့ဒီတော့မြေခွေးအတွက်အစာစားဖို့တခုလေးတော့လမ်းကကြောက်တုံးအောက်ကိုခေါင်းတိုးဝင်ဖို့ပဲရှိတော့တာပေါ့နည်းနည်းတော့စမတ်ကြတာပဲဒါပေမဲ့မင်းရဲ့ဗီဇစားလောင်မှုကိုတော့တားဆီးနိုင်မှာမဟုတ်ဘူးသူ့ကြံအောင်မြင်သွားပြီးမြေခွေးတစ်ကောင်ကိုအပိုင်ဖမ်းမိလိုက်တယ်ဒါပေမဲ့တေချာမကြည့်လိုက်တော့အလေးချိန်ကပုံမှန်မဟုတ်ဘူးကြည့်ရတာဒီမြေခွေးမလေးကကိုဝင်နဲ့မွေးဖို့လဲနီးနေပြီပဲထားလိုက်ပါတော့မင်းကိုမစားလဲငါအသက်ရှင်နိုင်ပါတယ်တစ်နှစ်သုံးလေးမင်းတို့အမေရောသားသမီးတွေပါကံကောင်းတယ်မှတ်သွားကြတော့အဲ့ဒီအချိန်မှာပဲမြေကြီးထဲကနေတခုခုကိုသူသွားတတိထားမိလိုက်တယ်တူးကြည့်လိုက်တော့ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်တဲ့ကျင်းညိုကုံမှာကမ်ပတ်တစ်ခုဖြစ်နေတယ်ဒါကရှေးဟောင်းရုပ်သေးဆရာတွေတုံးတဲ့လမ်းညွန်အိမ်မြောင်မဟုတ်လားဘာလို့ဒီလိုနေရာမျိုးမှာမြုပ်နေရတာလဲကျင်းနီတက်တူဆက်နဲ့လှုပ်ထားပုံပဲအိမ်ယူသွားပြီးအဟောင်းဆိုင်မှာစံတပီလောက်နဲ့လဲရမယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီအိမ်မြောင်နားမှာတန်လိုက်ဆက်ကွင်းတွေကမောက်ကမဖြစ်ပြီးအနီးနားမှာပြင်းထန်တဲ့တန်လိုက်နောက်ရှက်မှုတွေရှိနေတာပဲဒါကသိပ္ပံနည်းကြမဖြစ်နိုင်တဲ့အရာလက်ညွန်ပြနေတဲ့အရက်ကအနောက်တောင်ဘက်လူတွေတေးမင်းတမန်နယ်မြေလို့သတ်မှတ်ထားတဲ့တောနက်ပိုင်းကြီးဖြစ်နေတယ်သူလဲစူးစမ်းကျင်စိတ်နဲ့တွားကြည့်ပေမဲ့ဘာမှမရှိပဲကြောက်ခဲတွေပဲတွေ့ရတယ်ငါစိတ်ကူးရင်နေတာပဲဖြစ်မှာပါငါလဲစိတ်ပြောင်းလဲစရာဆေးတွေတောက်တာကိုရက်မရတော့မဲလို့တွေးပြီးအိမ်ပြန်လာခဲ့တယ်အိမ်ပြန်ရောက်တော့သူ့ဇနီးလေးကကြောက်လန့်နဲ့စီးကြိုရှာတယ်ရှင်ပြန်လာပြီလားသူကကြက်ဥပြုတ်လေးတွေကမ်းပေးပြီးစားဖို့ပြောတော့ဇနီးဖြစ်သူကရှင်ဒီထဲမှာအစိတ်တွေခတ်ထားတာလားငါ့ကိုအစိတ်ခတ်တတ်ပြီးတခြားလူတွေကိုအသားဟင်းအဖြစ်ရောင်းစားမလို့မလားရှင်ကလူမဟုတ်ဘူးသူမကခင်မုန်းဖြစ်သူရဲ့အရင်ကနှိပ်စက်ညှဉ်းပန်းမှုတွေကြောင့်စိတ်တန်ရာဖီတီရနေပြီးလူတွေကိုလုံးဝမယုံရဲတော့တာသူကတော့အေးစစ်စစ်ပဲအစိတ်မပါဘူးမင်းကိုမရိုက်တော့ဘူးလို့ပြောထားတယ်လေရောင်းလဲမစားဘူးစားပါဖြည်းဖြည်းစားတီးမဲ့အိုးထဲမှာလည်းကြံသေးတယ်အားအိမ်တွေပြန်ပြေးလာတဲ့နောက်သူကကွန်ပါကိုပြန်လေးလာတယ်တန်ချေးတွေတက်နေပေမဲ့ချေးစစ်မဟုတ်ပဲအလေကပုံစံဆန်းကတန်မိုးကြီးတတုတစ်မျိုးဖြစ်ပုံရတယ်စမ်းသက်ကြည့်တော့တန်လိုက်ဆက်ကွင်းနှောက်ယှက်မှုလည်းမရှိတော့ဘူးဒါကပုံမှန်ဆိုအလုပ်လုပ်လိုက်ရက်သွားလိုက်ဖြစ်နေတဲ့ကိရိယာတစ်ခုလိုပဲတနေ့ကိုတစ်ချိန်ပဲသုံးလို့ရတဲ့ခိုးတောင်းစနစ်မျိုးဖြစ်နိုင်တယ်သူကဇနီးလေးချင်းဝမ်းကိုအိမ်မှာပဲတကားပိတ်ပြီးနေဖို့မှာခဲ့တယ်ပြီးတော့တောထဲမှာအမဲလိုက်ဖို့တစ်သားလေးနဲ့လေးတစင်းကိုယ်တိုင်လှုပ်ဖို့ပြင်ဆင်တယ်တစ်သားရွေးချယ်တာကအစအမြင်တိုတဲ့ထင်းရှူသားတွေကျွတ်ဆက်တဲ့တစ်သားတွေကိုမသုံးဘဲဆွဲဆန့်အားကောင်းပြီးပျော့ပြောင်းတဲ့ပိုးစာသားကိုတေချာရွေးပြီးလုပ်တယ်သူ့ဇနီးလေးကတော့ခင်မုန်းဖြစ်သူတီတီငိမ့်ငိမ့်နဲ့စနစ်တကျလုပ်ကင်နေတာကိုကြည့်ပြီးအရင်ကထက်အများကြီးပြောင်းလဲသွားပြီဆိုတာကိုခံစားမိနေတယ်လေးလုပ်ပြီးတော့မြားတွေကိုလည်းမီးနဲ့ဖုတ်ပြီးမအောင်လုပ်တယ်မြားနောက်မီးမှာငှက်မွေးစားဝစ်စတွေကိုတုံးပြီးလေဟုန်စီးနိုင်အောင်ပုံဖော်တဲ့ဒါကမီတာ20အတွင်းပြစ်မှတ်ကိုအတိအကျထိနိုင်စေတယ်တောထဲသွားတဲ့လမ်းမှာရွာကလူဆိုးကြီးတယောက်နဲ့တိုးသေးတယ်။ဟိုမှာငါတို့ရွာကလောင်းကစားသမားကြီးလီပါလားဒီနေ့မြို့ပေါ်သွားပြီးလောင်းမကစားဘူးလား။ထဲဆန်းမဖယ်နိုင်ပါဘူးကွာမင်းကအကျွေးတွေတင်နေပြီးရွာထဲမှာဘာလို့ပတ်သွားနေရတာလဲလူတွေရိုက်တက်တာမခံရသေးဘူးလား။သူကတော့အေးစစ်စစ်ပဲငါအကျွေးတွေကိုငါကိုယ်တိုင်ဆက်မှာပါ။ငါအိမ်ကိစ္စကိုဝင်းမဆွတ်ဖက်နဲ့နောက်ဆုံးအကြိမ်ပြောမယ်။ထဲဆန်းသူ့ရဲ့ပြက်သားတဲ့အကြီးတွေကြောင့်ဟိုလူလဲကြောက်ပြီးဖယ်ပေးလိုက်ရတယ်။တောထဲရောက်တော့ကွန်ပါကိုထုတ်ကြည့်တယ်ခံမှန်းထားတဲ့အတိုင်းပဲတနေ့တစ်ချိန်အလုပ်လုပ်တဲ့ကွန်ပါကအခုမြောက်ဖက်အရက်ကိုညွန်ပြနေပြီးအဲ့ဒီနေရာကဘယ်သူမှမသွားရဲတဲ့တောနက်အန်ရဆုံးပဲသူကတစ်တောထဲကိုတတိထားပြီးခြေရခံဝင်သွားတယ်မြေပြင်ပေါ်ကယုံချေးတွေယုံကိုက်ဖြတ်ထားတဲ့တစ်ကိုင်းဖြတ်စတွေကိုကြည့်ပြီးယုံတကောင်ဒီအနီးနားမှာရှိနေတာကိုသူတေချာပေါက်သိလိုက်ပြီးလေးတိုက်နှုံးကအနောက်မြောက်ဖက်ကနေတိုက်နေတာဆိုတော့လူအနှံ့ကိုတောရိုင်းတိရစ္ဆာန်တွေရသွားရင်ချက်ချင်းပြီးတော့မှဒါကြောင့်သူကလေအောက်ကနေတိတိကျကျချင်းကပ်ပြီးမြားနဲ့အပိုင်ချင်းရွေလိုက်ပါတော့တယ်